င်္ဂလာပါပြုတ်ဒီနေ့ကတော့ဒီကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှာပေါ့နော်ကျွန်တော်တို့ MLC 2006နဲ့ပတ်သက်ပြီးတော့အဲ့ဒီ convention ကိုကျွန်တော်တို့မြန်မာနိုင်ငံကတော့သဘောလဲတူခါပြီးပြီเนาะသဘောတူညီကြောင်းလဲစိုင်းတို့ထားပြီးပြီဒါပေမဲ့အခုမြန်မာပြည်တွင်းမှာပေါ့နော်အဲ့ဒီ convention နဲ့ပတ်သက်ပြီးတော့ပြည်တွင်းကနေဥပဒေတို့ဤဥပဒေတို့ပြဋ္ဌာန်းမှုရှိရပေါ့နော်အဲ့ဒါပြဋ္ဌာန်းမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီနေ့အစည်းအဝေးပထမဆုံးချိန်ခေါ်တယ်ပေါ့ဗျာเนาะအဲ့ခေါ်လိုက်တာဖြစ်တဲ့အတွက်အဲ့ဒီမှာတော့ကျွန်တော်တို့ SRPSC ကိုစားပြုထားတဲ့ MSCSF ကအမှုဆောင်နေလာတယ်ဒီမှာသာအဖွဲ့အစည်း၄ခုရှိတဲ့ထက်ကကျန်တဲ့လူတွေကတော့မတက်ဖြစ်ဘူးပေါ့နော်ကျွန်တော်တို့ကတော့တက်တယ်နောက်တစ်ခါဒီရန်ကုန်တိုင်းဒေသကြီးဆိုအဖွဲ့မှာရှိနေတဲ့တိုင်းဥပဒေရာရှိလာတယ်ပေါ့လေပြီးလို့ရှိရင်ကျွန်တော်တို့ဒီဌာနသက်ဆိုင်တဲ့ဌာနဘွဲရအရာတန်းနေလာတက်ကြတယ်ပေါ့လေဒီနေ့ကတော့ပထမဆုံးလုပ်တဲ့ပွဲဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဒီဥပဒေပေါ့လေဒီဥပဒေပေါ့နော်စီကံသတ်မှတ်ချက်ကိုဘယ်လိုမျိုးဘယ်လိုချက်တွေကိုဘယ်လိုမျိုးရေးကြပြကြမလဲဘာညာဆိုတဲ့ဟာလေးစပြီးဆွေးနွေးကြတယ်ပေါ့ဗျာနော်စပြီးဆွေးနွေးကြတယ်ဆိုတဲ့အခါကျတော့ပထမအချိန်လုပ်တဲ့အစည်းအဝေးဖြစ်တဲ့အတွက်တိတ်တော့များဆာတော့ကျွန်တော်တို့မဆွေးနွေးဖြစ်ဘူးပေါ့နော်တိုးတော့လဲဒီအစည်းအဝေးလုပ်တာဖြစ်တဲ့အတွက်ဘယ်လိုမျိုးဘယ်လိုခေါ်မလဲဒီကျွန်တော်တို့လိုအဖွဲ့အစည်းပေါ့နော်ကိုစားပြုတဲ့တင်မောသားကိုစားပြုတဲ့အဖွဲ့တွေလှုပ်ရှင်ကိုစားပြုတဲ့အဖွဲ့တွေအနေနဲ့ဒီဟာကိုဘယ်ခန္ဓာကနေပြီးတော့ဘယ်လိုပါဝင်ပြီးတော့ဆွေးနွေးမလဲဆိုတဲ့ဟာနဲ့ဘယ်ချက်လက်တွေကိုတော့သဘောတူတယ်ဘယ်ချက်လက်တွေကိုတော့ထည့်သင့်တယ်မထည့်သင့်ဘူးဆိုတဲ့ဟာလေးတွေကျွန်တော်တို့ဆက်လက်ပြီးတော့ဆွေးနွေးကြမယ်ပေါ့နော်အဲ့လိုဆွေးနွေးကြမယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီနေ့အများသဘောတူလိုက်တဲ့အားတော့တစ်ပတ်ကိုတစ်ချိန်လောက်ကျွန်တော်တို့စီဝေးလုပ်မယ်အဲ့တော့အဲ့နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်ကမြန်မာသင်္ဘောသားအနေနဲ့ပတ်သက်ပြီးတော့နှစ်ပိုင်းပေါ့လေတစ်ပိုင်းကတော့ပြည်တွင်းသင်္ဘောတွေကိုလိုက်နေတဲ့လူတွေပေါ့နော်နောက်တစ်ပိုင်းကတော့ပြည်ပမှာပြည်ပဆိုင်ရာသင်္ဘောတွေမှာလိုက်နေတဲ့လူတွေပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်သင်္ဘောသားတွေအတွက်ကတော့ပို့ပြီးတော့ကောင်းမွန်တဲ့အကာအကွယ်တွေရလာမယ်လို့ယူဆပါတယ်ပေါ့လေယုံလဲယုံကြည်ပါတယ်